ရဲ့အနေရလုံးနေလည်းမဲ့နေပြီခုလိုက်ပြီအောက်ကန်မရောက်ဒါတော့ပို့လိုက်အောင်မမေပို့လိုက်ထက်ထားမှဒီထက်အေးဆွဲပြီပါလာပြီသူဟာအနီလက်တရားပြီးရလေအကွယ်အမေတော့သားလို့ရှင်နေဟဲ့ပြင်မဲ့ဆိုတော့မှုရနေတာပဲသုံးဘူးလောက်ကျလိုက်မယ်နော်ဒီလည်းပြီးလို့ရခပြိုးဦးတွေဟုတ်တယ်ခပြိုးဦးသူအနှစ်လည်းများအနှစ်လည်းတော့များအဲ့ဒါကြောင့်တပူ9ရောက်ပါလို့ရဒါတော့သူတို့ကလေမပြင်းမကြေးလေးကြိုက်တာဆိုတော့အနှစ်3ဘူးချက်တာကိုလေဒီဘူးလေးနဲ့ပဲရေ4ဘူးလောက်ထည့်လိုက်တယ်ဟင်းရခဏနေရနဲ့ရပြီအဲ့ဒီလေစားနေပြီလောက်တောင်အစိတ်သားလားအဲ့လောက်ကြီးမထဲနဲ့လေ20သားလောက်ရောငါတက်ကနေတော့ဗာလူသိတယ်ပြီအစိတ်သားအမေစားမှာဒါအမေမရတော့စားမှာအမေအစိတ်သား2ပွဲလောက်စားလိုက်ပေါ့ဒါငါဒီမလေးအနူးနောက်မှထည့်ပေးလိုက်မယ်နော်ဒီချော်နဲ့ချက်တဲ့မွေးငါလေးလည်းရပြီဆိုတော့စားလိုက်ပါအောင်မယ်နော်အားလုံးကိုလည်းစားဖို့ဖိတ်ခေါ်ပါတယ်ဟင်းကြီးကမပြတ်မကျဲအစင်းသင်းလေးပဲဒီနေ့ထားလေးကစားလို့ကောင်းတယ်တဲ့ဟုတ်တယ်ဘဲဟုတ်ရောဖြစ်ပါတယ်အေးဘဲဟုတ်တွေကအဖေတဲ့လည်းပါလိကောင်းချက်တော့တော်လေးတော့၄ကြော်ဝဲလာလို့ဒီချိန်နဲ့စားရတာဒါဆိုသားမီးတွေချက်နေလေတော်တော်နဲ့ပြီးစူးညံနေတာပဲတမရလေးကြောင်ဝင်ငါရှဲကြိုက်ပဲဒါဆိုရင်ဆက်ပြီးတော့စားလိုက်ပါအောင်မယ်နော်အခုလိုမျိုးပဲနောက်ထပ်လာမယ်ဒီလိုအညာဒေတာနဲ့ပတ်သက်တဲ့ဗီဒီယိုလေးတွေကိုလည်းဆက်လက်ပြီးတော့စောင့်ကြည့်အားပေးကြပါအောင်နော်အားလုံးပဲတက်တာ